ကောင်မလေးတယောက်ကမတော်တဆသူ့အဖေနဲ့တိုက်မိသွားခဲ့တယ်။ဒါပေမဲ့အမှန်တကယ်တော့သူ့အဖေဟာကွယ်လွန်သွားပြီးသားဖြစ်တယ်။သမီးမှာချစ်သူရှိနေပြီဆိုတာသိလိုက်ရတဲ့အချိန်မှာတော့အဖေဟာသူ့မနှောက်ကိုတိတ်တိတ်လေးလိုက်ကြည့်နေခဲ့တယ်။သူ့ရင်ထဲမှာတော့သူ့ရဲ့သမီးလေးကိုသူစိမ်းတယောက်လာခေါ်သွားမယ်ဆိုတဲ့အတွေ့ကိုလက်မခံနိုင်သေးတာပါ။ကောင်လေးကစားတောက်ဆိုင်တစ်ခုမှာတယောက်တည်းထိုင်ဆောင်နေခဲ့တယ်။ကောင်မလေးဝင်လာတာကိုမြင်လိုက်တဲ့အချိန်မှာတော့အရန်စိတ်လှုပ်ရှားသွားပြီးဘာလို့ရမှန်းတော့မသိတော့ဘူး။သူတို့နှစ်ယောက်ထိုင်ပြီးအစားအသောက်မှယူလိုက်ကြတယ်။အစားအသောက်ရောက်လာတဲ့အချိန်မှာတော့အဖေကဟင်းပွဲတစ်ခုထဲကနေရုတ်တရက်ပေါ်လာပြီးကောင်လေးကိုမျက်တောင်မခတ်ပဲစိုက်ကြည့်နေခဲ့တယ်။အဲ့ဒီနောက်ကောင်လေးကရုပ်ရှင်လက်မှတ်နှစ်ဆောင်ထုတ်ပြပြီးကောင်မလေးကိုရုပ်ရှင်သွားကြည့်ဖို့ဖိတ်ခေါ်ခဲ့တယ်။ဒီအခြေအနေကိုမြင်တဲ့အဖေကဒီကောင်လေးကိုအဆက်ရအောင်လုပ်ဖို့ဆုံးဖြတ်လိုက်တယ်။သူကရေကွက်ကိုတမင်လဲချလိုက်ပြီးကောင်လေးတက်ရှင်းလုပ်နေတော့ထိုင်ကုန်ကိုတိတ်တိတ်လေးရွှေ့ထားလိုက်တယ်။ကောင်လေးပြန်ထိုင်မဲ့အချိန်မှာတော့မြေကြီးပေါ်ကိုလဲကျသွားပြီးအရန်ရှက်ရသွားခဲ့တယ်။အဖေကတော့သူ့လုပ်ရအတွက်ကျဉ်းနေခဲ့ပေမဲ့ကောင်မလေးရေမောလိုက်တာကိုမြင်တော့ပိုပြီးစိတ်တူသွားတယ်။အစားစားရင်စကားပြောလာတာနဲ့အမျှသူတို့နှစ်ယောက်ပုံမရင်းနှီးလာကြတယ်ဝန်ထမ်းတစ်ယောက်ကရေခဲမုံလာချပေးတဲ့အခါကောင်လေးကပျော်ပျော်ရွှင်ရွှင်စားနေခဲ့တယ်ဒါပေမဲ့အဖေကရုတ်တရက်လက်လန်းပြီးရေခဲမုံကိုတွန်းလိုက်တာကြောင့်ကောင်မလေးရဲ့အဝတ်စားဖို့ကိုပေးချမ်းသွားခဲ့တယ်ကောင်မလေးကစိတ်ဆိုးပြီးစားတောက်ဆိုင်ထဲကနေထွက်သွားခဲ့တယ်ကောင်လေးကတော့စိတ်ပြက်ဝမ်းနည်းနေခဲ့ပြီးအဖေကတော့မရက်မနာပြုံးနေခဲ့တယ်အားလုံးပြီးဆုံးသွားပြီလို့ကောင်လေးထင်နေချိန်မှာပဲကောင်မလေးပြန်ရောက်လာခဲ့တယ်ကောင်လေးကစိတ်ရင်းနဲ့တောင်းပန်ခဲ့ပြီးကောင်မလေးကလည်းခွင့်လွှတ်ပေးခဲ့တယ်ထို့နောက်သူတို့နှစ်ယောက်ရုပ်ရှင်ရုံစီထွက်လာခဲ့ကြတယ်အဖေကတော့နောက်ကနေဆက်လိုက်နေသေးပါရုပ်ရှင်ရုံနာရောက်တဲ့အခါအဖေကကောင်လေးရဲ့လက်ထဲကလက်မှတ်တွေကိုလွှတ်ချသွားအောင်လုပ်လိုက်တယ်ကောင်လေးကလက်မှတ်တွေလိုက်ကောက်နေချိန်မှာကောင်မလေးကလမ်းဘေးမှာတယောက်တည်းရက်နေခဲ့တယ်အဲ့ဒီအချိန်မှာပဲလက်မှတ်တစ်ဆောင်ကလမ်းမပေါ်ကိုလွှတ်ထွက်သွားတယ်ကောင်မလေးကောက်ယူကိုကိုွေးလိုက်တဲ့အခါအချိန်ပြင်းပြင်းနဲ့မောင်းလာတဲ့ကုန်တင်ကားတစ်စီးကသူ့မစီကိုဥတီလာနေခဲ့တယ်အန်ရီကစက္ကန့်ပိုင်းတွင်ရောက်လာတော့မှဖြစ်ပြီးအဖေကဘာမှမကူညီနိုင်တော့ဘူးဒါပေမဲ့နောက်ဆုံးချိန်မှာကောင်လေးကအပြေးလွှားခုန်ဝင်ပြီးကောင်မလေးကိုဆွဲထုတ်ကကဲတင်လိုက်တယ်သူတို့နှစ်ယောက်ချင်းချင်းတင်းတင်းကြပ်ကြပ်ဖက်ထားတာကိုမြင်လိုက်ရတဲ့အချိန်မှာအဖေရဲ့စိတ်ထဲကတင်းမာမှုတွေအားလုံးပျောက်ကွယ်သွားခဲ့တယ်အဲ့ဒီအချိန်မှာပဲအဖေနားလည်သွားခဲ့တယ်ဒီကောင်လေးဟာသူ့သမီးကိုတကယ်ချစ်ပြီးတကယ်ကြည့်ဆိုင်တဲ့သူဖြစ်တယ်ဆိုတာကိုပေါ့နောက်ပိုင်းမှာသူတို့နှစ်ယောက်တရားတစင်းပေါ်ကိုရောက်လာခဲ့ကြတယ်ဒီတစ်ခါတော့အဖေကမတူညီတဲ့အရာတစ်ခုလုပ်ခဲ့တယ်သူကသမီးရဲ့အိတ်ကိုပကုံးပေါ်ကနေညင်ညင်တတတိုးချလိုက်ပြီးသူတို့နှစ်ယောက်ပုံနီးကပ်လာနိုင်မဲ့အခွင့်အရေးတစ်ခုဖန်တီးပေးလိုက်တယ်သူတို့အချင်းချင်းဖတ်ထားကြတာကိုကြည့်ရင်အဖေရဲ့စိုးရိမ်မှုတွေနဲ့မခွဲချင်သေးတဲ့စိတ်တွေအားလုံးတစ်ဖြည်းဖြည်းပြောင်းဝင်သွားခဲ့တယ်